ဆိုတော့အမတို့မိန်းကလေးနှစ်ခုသုံးရှိရပါတော့အမရဲ့ဖီလောနဲ့ပတ်သက်ပြီးတော့ရှေ့က Manchester Derby ပွဲမှာမတွားကြည့်ပြီးတော့ live lane နဲ့ပွဲနဲ့ပတ်သက်ပြီးတော့မိန်းကလေးတော့သုံးခုလို့ရှိရပါတော့တခုကတော့ဒီအဲ့စနေနေ့ကကန်သွားတဲ့ January 2 စနေနေ့ကကန်သွားတဲ့ Manchester Derby မှာပွဲရပြီးသွားတာ2-0ပေါ့နော်ဟုတ်တယ်2-0နဲ့ပြီးသွားတဲ့ဟာက3-0လို့ထင်ပြီးတော့3-0လို့ပဲပြီးတော့မှာပြောနေတွေ့လိုက်တယ်လူတွေကလည်းနေကြတယ်ပေါ့ကွင်းထဲမှာတွားကြည့်ပြီးဘာလို့မှားတာလဲပေါ့အဲ့ဒါလေးချက်တော့ဖြည်းဖြည်းလေးဖြည်းဖြည်းပါအောင်ဗျာအဲ့ဒီနောက်ဆုံးတစ်လုံးကနောက်ဆုံး penalty သွင်း penalty sorry အဲ့နောက်ဆုံးသွင်းလိုက်ဟာအဲ့ offside ဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာကွာသေးတာအပြင်ကလူကြီးရဟာနဲ့ကွင်းထဲကလူကြီးရဟာနဲ့ feeling ကတိတ်မတူပြီးလို့ရှိရင်အဲ့တင်းသွားပြီးတဲ့အချိန်မှာကွာအမရဲ့ experience အရာအနေနဲ့ကအရှိရ offside 2 goal မြင်လိုက်တယ်မလားအရှိ offside 2 goal မှာက offside သူက offside ဆိုလို့ရှိရင်အဲ့2 goal နဲ့မကောက်ဘူးအရှိဘယ်ပွဲကြီးကြီးအဲ့လိုဆိုလို့ရှိရင်သူကလေပွဲကိုရုံးဝရက်ပလိုက်တာရက်ပလိုက်ပြီးလို့ရှိရင်အဲ့လိုမျိုးသူတို့ဟို checking offside ဆိုပြီးတော့ဗောနော် checking var check ဆိုပြီးရေးထားတာဟိုးပေါ်ထက်မှာအဲ့ဒီဟာလို့ရှင်စောင့်နေရတာကွာဒီ audience ကအမတို့ fan တွေစောင့်ပြီးတော့ဘာလာမဆိုလို့စောင့်ကြည့်တာပေါ့နော်အဲ့လိုမျိုးလေသူတို့ရဲ့ decision ချပြီးတော့မှစက္ကန့်တာအဲ့တော့အဲ့ဒီတတိယတကူမှာကအကုန်လုံးကလည်းပျော်ရွှင်နေကြတဲ့အမှအဲ့ player စီကလည်း celebrate လုပ်နေကြတဲ့အောက်မှာ down corner မှာသွားပြီးတော့သူတို့လည်းကခုန်နေကြရဲဆိုတော့ပြီးလို့အဲ့ဒီလိုမျိုးချက်ကလုံးဝမရှိဘူးလုံးဝမရှိဘူးဆိုတော့ကွင်းထဲကလူတွေကဟာလေအမအပါအောင်ဘေးနားလူတွေကအဲ့ဒီဟာကိုမသိလိုက်ဘူးမကြည့်ဘူးလေတော့တမန်သူတို့အပေါ်မှာလဲဟိုပေါ်မှာတော့တသေးလေးနဲ့ကိုရီတော့ကိုရေးထားမျိုးတော့ရှိရပေါ့ဒါပေမဲ့အဲ့ဒါကျတော့လေအမြဲတမ်းတကြည့်မနေတော့ဘူးလေနော်ဆိုကိုကလေ focus ကကျတော့ဒီကွင်းထဲမှာအရင်ဆုံးဒီခြေပေါက်ကူမပေးလိုက်ရဖို့အတွက်ကိုလေကွင်းထဲကို focus ထားပြီးအကုန်လုံးကြည့်နေကြအောင်နော်မခုတန်းတော့မှအဲ့ကင်မရာနဲ့ရိုက်ဖုန်းနဲ့ရိုက်ဖို့တော့ဆက်မိသွားပါကိုကအရင်ညိုလေအဲ့ဒီမှာဟာဒီရသွားတဲ့3-0ကိုနဲ့တမပေးလိုက်ရဘူးပေါ့နော်အဲ့လိုမျိုးလေအော် hit ကြပါတော့အဲ့ဒါနဲ့လုံးဝမကြည့်မိပွဲပြီးသွားတဲ့အထိပွဲပြီးတဲ့အထိတော့မှဘေးနာလူကပြောတယ်ငါတို့ရဲ့ဒီ3-0နဲ့ကိုပဲညီ9မိနစ်10မိနစ် defense လုပ်လို့ရှိရင်ငါတို့ပြီးပြီပေါ့နော်အဲ့လိုမျိုးနေနဲ့အဲ့ဒါမှလောက miss တာကားမောင်းတဲ့အထိကားမောင်း vlog နေတဲ့အထိအမှတက်လာအမတွေ2-0ပါဆိုတော့မှဟဲ့ဘာလဲဘာပြောနေရလဲပေါ့နော်အဲ့နဲ့ပြန်ကြည့်လိုက်တော့မှအေး2-0တော့လုံးဝမသိဘူးမပြန်လာတဲ့အထိလုံးဝမသိအဲ့လိုမျိုးပေါ့တော့စိတ်ထဲမှာလေရှိမှနှစ်ခုလုံးကလည်း VAR check ကိုသူတို့နည်းနည်းပြလိုက်တယ်ဒါပေမဲ့နောက်ဆုံးတစ်ခုကျတော့ VAR check ကိုဒီမှာတော့ပြလိုက်ဗျာဒီမှာတော့ပြလိုက်ပဲနဲ့ဘယ်လိုလဲဒီ outside ပါဆိုပြီးတော့ဖြစ်သွားလဲတော့မြင်သွားတယ်ပေါ့နော်တော်တော်မြင်သွားတယ်ပေါ့အဲ့ဒါပြောတာ TV ကလူတွေတော့မသိဘူးကွယ်အဆိုအမဆိုဘယ်လိုမဟုတ်ကြ TV ကကျတော့သူကကျတော့ TV ကကျတော့ focus ကိုကောင်းကောင်းရတယ်ဟုတ်တယ်မလားဘယ်မှာဖြစ်ဖြစ်ဟိုသူအတိအကျကျကိုလိုက်ရိုက်တာလေမဟုတ်တော့အပြင်ကနေပြီးတော့သူ bad eye view နဲ့အကုန်လုံးကြည့်ရတာပေါ့နော်ဆိုတော့ကိုကြည့်မိတဲ့နေရာဒီနားလေးကြည့်မိဟိုကဖြစ်နေတာကိုမသိလိုက်ဘူးလေဒီလားဆိုတော့ကိုစီမှာကျတော့ playback မရှိဘူးလေအဲ့တော့အဲ့ဒီဟာဟိုပွဲပြီးတဲ့အထိပဲ3-0ပဲမှတ်ယူပြီးတော့ okay 3-0နဲ့ပြီးသွားတယ်ပေါ့ဆိုတော့အဲ့ဒီကိုလေတော့မမရဖြစ်မိရဲ့ဒီပွဲဘာလို့လဲမသိတဲ့အပြင်ကိုလေတွားလေးအဲ့လိုမျိုးဆိုဒိုင်လူကြီးကကွာညစ်တယ်ပေါ့နော်အဲ့လိုမျိုးခံစားရတယ်သိလားဘာလိုက်တယ်လူခံစားဘာလိုက်တယ်ပေါ့နော်သိလားတော့ပါ